ဒါနဇာများရှင်ဆိုတဲ့စကားလုံးလေးနဲ့ဒီဘန်လေးကိုတော့တွဲပြီးသိကြမယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ရှေးဟောင်းပညာလာမြန်မာယူရပေါ့နော်ဈေးခေါ်ဓာတ်စင်လေးတစ်ခုကိုပြောပြပြီးမှဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေကတော့ဒီလိုတီလာရှင်ဆန်ခံတဲ့ဘန်လေးတစ်ခုပဲလိုအပ်ပါတယ်အဲ့တော့ဒီလိုဈေးခေါ်တဲ့အခါမှာပေါ့နော်ဈေးခေါ်တဲ့အခါမှာကျွန်တော်တို့ဒီအသုံးပြုတဲ့ပစ္စည်းတွေကဒီမြန်မာဗေဒင်ဒီမြန်မာဗေဒင်ပညာတို့နောက်တော့အထူးသဖြင့်တော့ဒီအစီရင်ပညာတွေရေရာပညာတွေကဒီပညာအားတွေဟိတ်အားတွေကိုသုံးတာများပါတယ်အဲ့တော့ဟိတ်ခတ်ပြီးသုံးတယ်လို့ခေါ်ပါတယ်အဲ့တော့ဒီဆန်ခံတဲ့ဘန်လေးရပါတော့ဒီဆန်ခံတဲ့ဘန်လေးကိုတီလာရှင်ဆရာလေးတွေကကင်ပြီးတော့ဒါဆန်ခံကြတယ်ဆန်ခံတဲ့ကမှာလူတွေကဆန်တော်၎င်းပေါ့နော်ဒါဈေးထဲမှာဆိုရင်ဒါဟင်းသီးရွက်ဆိုခင်းချင်းဒီတချို့ကလည်းဘဲဦးတချို့ကလည်းဆန်တချို့ကလည်းပတ်စံစသဖြင့်ပေါ့နော်ငွေကြီးဝတ္ထုငွေစသဖြင့်ထည့်ပြီးတော့လှူဒန်းကြတယ်အဲ့တော့သူကဒီလိုအလှခံတဲ့နေရာမှာသုံးတယ်ပေါ့နော်သုံးပြီးသားအဟောင်းပစ္စည်းပေါ့နော်အဲ့တော့သုံးပြီးသားမှာအဟောင်းပစ္စည်းကိုဒါတီလာရှင်ဆရာလေးစီကနေဒါကိုကဒီဝတ္ထုငွေကပ်ပြီးတော့ပေါ့နော်ဆွမ်းပါဖျားဆိုပြီးတော့လောရမှာဖြစ်ပါတယ်လူတော့မယူအောင်ပေါ့နော်ဒါဆရာလေးတောင်းလာခဲ့တာပါမလူလာခဲ့ပါဘူးအဲ့တော့ဒီဘန်လေးကိုတော့ဘယ်လိုသုံးပါလဲပေါ့နော်ဒီဘန်လေးကဘယ်လိုဟိတ်တက်ရှိတာလဲဆိုတော့လူတွေကဒီတီလာရှင်ဆရာလေးတွေကိုလှူတဲ့အခါမှာပေါ့နော်တယူတတိလက်နှစ်ဖက်နဲ့လှူတယ်တချို့ဆိုဖနက်ကလေးတောင်ချွတ်တယ်လက်အုပ်လေးခြိထားတယ်ပေါ့နော်ဒီလိုတယူတတိမုံမုံမြင်းမြင်းနဲ့ပေးလှူခြင်းကိုခံယူတဲ့ဒီဘန်လေးမှာပေါ့နော်ရွာလေပြီးတော့ပေါ့နော်ရက်ွက်ဒီမြို့နယ်တွေအများကြီးလေပြီးတီလာရှင်ဆရာလေးကဒီစန့်ခံထားတဲ့ဒီဘန်လေးမှာသူကဒီလက်လာပါဝင်ခြင်းဆိုတဲ့ဟိတ်ဒီအများကြီးခတ်နေပြီးသားဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီဘန်လေးကိုအသုံးပြုရတာဖြစ်ပါတယ်တချို့အစီရင်တွေမှာတော့ပေါ့နော်ဒီတောင်းရမ်းစားတောင်းနေတဲ့သူရဲ့ပေါ့နော်တရောင်းစားရဲ့ခွက်ကိုတောင်းပြီးတော့အစီရင်လောက်ကြတာရှိပါတယ်ဒါပေမဲ့အဲ့လိုအစီရင်မျိုးတွေကျတော့ဒါနှိမ့်ပါတယ်ဆရာတို့အနေနဲ့တော့ဒါလေးမသုံးပါဘူးအဲ့တော့သုံးလည်းမသုံးသေးချင်ပါဘူးဒါလေးကတော့ဒါအမွန်မြတ်ပေါ့နော်လှူတဲ့တန်းတဲ့နေရာမှာအလှခံတဲ့နေရာမှာအသုံးပြုတဲ့ခံယူတဲ့ပစ္စည်းလေးမလို့ဒီတီလာရှင်စံခံဘန်းလေးရဆိုလို့ရှိရင်ဒါလောကီပညာအားဖြင့်လောကီပညာဟိတ်အားဖြင့်ဆိုလို့ရှိရင်သူမှာဟိတ်အားရှိနေတာဖြစ်ပါတယ်ဒါကြောင့်ဒီဘန်လေးကိုကျွန်တော်တို့ဘယ်လိုသုံးမလဲပေါ့နော်ဈေးခေါ်တဲ့နေရာမှာဘယ်လိုသုံးမလဲဆိုတော့ဒီဘန်လေးထဲမှာသူကဖက်လေးတစ်ခုခင်းရတယ်အဲ့တော့ဖက်ဆိုတာကဒီပေါ့နော်ကိုကမျိုးတဲဒီဘက်ဒီမှာဆိုင်ပါညာဖွင့်ထားတယ်ဆိုရင်ဖက်တို့ဘာလို့ရရင်ခက်ခဲတာရှိနေဦးမှာဖြစ်ပါအဲ့ဒါကြောင့်ဒီထဲမှာသူသတင်းစာစက်ကူလေးပဲဖြစ်ဖြစ်ပေါ့နော်စက်ကူလေးတစ်ခုခင်းလိုက်ပါခင်းလိုက်လို့ရှိရင်အဲ့စက်ကူလေးမခင်းခင်မှာသူတို့စကွဲနည်းနည်းထည့်ပါစကွဲလေးတော့ရအောင်ရှားမယ်နော်စံမဟုတ်ဘူးစကွဲအနေငယ်ထည့်မယ်စကွဲနှစ်စွန်းစာတော့ပေါ့ဒီတော့ဖြန့်ကျဲပြီးထည့်လိုက်မယ်ပြီးတော့မှအဲ့ပုံမှာစက်ကူလေးအုပ်ထားမယ်နော်စက်ကူလေးအုပ်လိုက်မယ်အုပ်ပြီးတော့မှသူကဒီဘန်လေးကိုပေါ့နော်ဒီဘန်လေးကိုမိမိရဲ့ရောင်းကုန်ပစ္စည်းကိုထည့်ရတယ်တဘောကိုကစားတော့ကုန်ရောင်းနေဆိုလို့ရှိရင်တဘောသူကမွေးငါရောင်းနေဆိုပါဆိုပကံသေးသေးလေးနဲ့မွေးငါလေးတစ်ပွဲပြင်ပြီးဒီထဲကိုထည့်မယ်အဲ့ဒါဘယ်သူ့ကိုလှူတာလဲဆိုရင်ဒါကိုဈေးပေါ့နော်ဈေးနက်ပေါ့အဲ့လိုပြောရင်တော့ဈေးနက်ဈေးလမိုင်းကိုလှူတာပေါ့နော်အဲ့တော့ပကံလေးထဲမှာဝင်ငါလေးတစ်ပွဲပြင်ပြီးတော့ထည့်မယ်အကဲတင်ကရှမ်းခောက်ဆွဲရောင်းနေဆိုရှမ်းခောက်ဆွဲဖြစ်မှာပေါ့နော်ဒါပေမဲ့ဆရာတဲ့အထည်တွေရောင်းလာဆိုဒီထဲအထည်ထည့်လို့မရအဲ့တော့ကိုအထည်တွေကိုဓာတ်ပုံရိုက်ယူလိုက်ပါဆိုင်မှာပုံထုတ်လိုက်ပါနော်ပုံထုတ်လိုက်ပါအဲ့ပုံလေးထည့်ထားလို့ရတယ်နော်အဲ့ဒီပုံလေးထည့်ထားလို့ရတယ်အဲ့တော့အဲ့လိုထည့်ပြီးလို့ရှိရင်ခုနကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းကိုဒီထဲမှာထည့်တယ်သူဘေးနားမှာသူဖျောင်းနိုင်တိုင်းထုံးရနော်စီမီခွက်လေးတစ်ခွက်ထည့်ဖျောင်းနိုင်ထုံးတဲ့ခွက်လေးတစ်ခွက်နဲ့ဖျောင်းနိုင်တိုင်းထုံးရမယ်အဲ့ဒီဖျောင်းနိုင်အောက်ထဲမှာငွေ2000ခံထားမယ်နော်ကြိုက်တဲ့နေ့ကြိုက်တဲ့ချိန်စလုပ်လို့ရတယ်အကောင်းဆုံးအချိန်ကတော့တောက်ကြနေမနေ့6:45မှာစလုပ်တာအကောင်းဆုံးအချိန်ဖြစ်ပါတယ်အဲနောက်ရက်တွေကျတော့ဒီထဲမှာရှိရနေကင်းပိုင်းပညာရောက်လို့ရှိရင်ဒီထဲမှာကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းကစားတော့ကုန်တင်ဆွန့်လိုက်လို့ရတယ်ဆွန့်တဲ့အခါမှာလည်းစားလို့လည်းရတယ်တွန်ပြလို့လည်းရတယ်ဒါဒီပြဿနာမရှိပါဘူးအကယ်ပေါ့နော်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းကတဘောတူကကားပစ္စည်းတို့ဆက်ပစ္စည်းတို့ဆိုင်ကယ်အပိုပစ္စည်းတို့နော်ဆက်ဘင်းဆိုင်ကယ်ရောင်းတာတို့ဆိုလို့ရှိရင်တော့အဲ့လိုရောင်းကုန်ပစ္စည်းကိုကအကြီးတွေဒီထည့်လို့မရဘူးဓာတ်ပုံရိုက်ပြီးထည့်ထားတယ်အဲ့ဓာတ်ပုံကတော့ဒါဆွန့်စရာမလိုဒီထဲမှာပဲထားမယ်ခုနကမီးတင်ထွန်းတာကတော့မီးတင်ထွန်းတဲ့စီမီခွက်လေးလည်းမဖယ်နဲ့ဒီတိုင်းထားလို့ရတယ်ဒါတစ်နေ့တစ်ခါပေါ့နော်ဒီမိမိရဲ့ဒီစံခံဘန်းလေးထဲမှာကိုယ့်ရဲ့ရောင်းကုန်ပစ္စည်းစားတော့ကုန်ဆိုစားတော့ကုန်ခုနကပြောတဲ့အတိုင်းထည့်မယ်ဖျောင်းနိုင်တဲ့အတိုင်းထုံးမယ်ဖျောင်းနိုင်ထုံးတဲ့စီမီခွက်လေးရဲ့အောက်ခြေမှာငွေ2000ခံထားမယ်ပေါ့နော်အဲ့တော့ဆူတောင်းရမှာတော့ဒါဈေးခေါ်ဈေးအောင်ကောင်းပါစီဈေးလက်လာပါတွေပွင့်ပါစီစသဖြင့်အဲ့လိုမျိုးအလေးနဲ့ဆူတောင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဆရာအမင်းညိုမြန်မာယူအပင်းပညာဖြစ်ပါတယ်ကျွန်တော်နဲ့တင်းရဲ့ကန်ဆာတာကိုတိတိကျကျတွက်ချက်ပြီးတော့တိုင်ပင်ဆွေးနွေးလို့ရဆိုရင်ကျွန်တော်ရဲ့မြန်မာယူအပင်းပညာ Facebook page ရဲ့ CV မှာ
မိမိရဲ့နာမည်မွေးတက္ကရာနေ့နဲ့နေအပြည့်အစုံပေးပြီးတော့စာရင်းပေးပြီးတော့မေးမြန်းလို့ရပါတယ်ခုနှစ်သားသမီးများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရောင်းပန်းဝေပန်းများလည်းကောင်းမွန်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်